လမ်းလျှောက်တာတွေများလာလို့ရှိရင်တဲ့ခြေပြားတွေကထုံကျင်လာတယ်ခြေသလုံးကြောတွေပေါင်ကြောတွေကလည်းတင်းလာတယ်တင်ပခွက်ထဲကလည်းနာလာတယ်ဗျာတဲ့ဒီမှာကိုပြည့်ဖြိုအောင်ဆိုတဲ့အကောင့်ပိုင်ရှင်ကဟုတ်ပါတယ်ဒါဆိုလို့ရှိရင်တော့သိကြနေပါပြီဆာယတီကဖြစ်နေပါတယ်တင်ပစုံအာယုံကြောညက်တာပေါ့နော်အဲ့တော့ဒီဝေဒနာတွေစပြီးတော့မှခံစားရပြီဆိုကြတဲ့ကကျမတို့ကလုံးဝကိုအထူးဂယူဆိုင်စင်ကျင်ရမှာဖြစ်ပါတယ်ဒီအနေထားမှာဂယူမဆိုင်ဘူးမစင်ကျင်ဘူးလိုအပ်တဲ့လိုက်နာမှုတွေကိုမလိုက်နာဘူးဆိုလို့ရှိရင်တော့အာယုံကြောအခုပြထားတဲ့ပုံမှာပြထားသလိုပေါ့နော်အဲ့ဒီရဲ့အပြာရောင်အာယုံကြောမကြီးကပိုပြီးတော့မှပြက်စီးသွားလိမ့်မယ်အကယ်လို့အာယုံကြောလုံးဝအလုံးမလုံးတော့ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီခန္ဓာကိုယ်ရဲ့ကြွက်သားတ िश ူတွေပါအလုံးမလုံးတော့ဘူးပေါ့နော်အလုံးမလုံးတော့ဆိုလို့ရှိရင်တိမ်လာမယ်ကြုံလာမယ်သေးလာမယ်ဒါဆိုလို့ရှိရင်ဒီဘယ်ဘက်ခြေထောက်ညာဘက်ခြေထောက်တွေကမညီတော့တာမျိုးတွေမတူတော့တာမျိုးတွေအမျိုးတွေဖြစ်လာနိုင်ပါတယ်ရှင်ဒါကြောင့်မလို့ဒီလိုလက္ခဏာလေးတွေစပြီးတော့မှခံစားလာရပြီဆိုကြတဲ့ကကျမတို့ဒီနံပါတ်1ကနေထိုင်မှုပုံစံကိုဂယူဆိုင်ပြောင်းလဲရတယ်ဥပမာအနေနဲ့ခါအကုန်းကမြမြလောက်ရတဲ့အနေထားလေးတွေရှောင်ရတယ်ပြီးတော့လို့ရှိရင်ဒီဘယ်လိုပြောမလဲအလေးပင်တွေမရတာမျိုးလေးတွေရှောင်ရတယ်ပြီးလို့ရှိရင်စက်ပိန်ဆိုင်ကကားပြီးဒါလေးတွေကိုပေါ့နော်ကြာကြာစီးတာကြာကြာမောင်းတာဒါလေးတွေကိုကျမတို့ရှောင်ပေးဖို့လိုတယ်ပေါ့နော်ဒါအရင်ရေးကြည့်တယ်နောက်ထပ်တစ်ပိုင်းကကြတော့ stretching exercise လုပ်တဲ့အပိုင်းဖြစ်တယ် stretching လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့တစ်ခုရှိတာဒီကျမကအမြဲတမ်းပြောပြပေးဖြစ်တယ်အရန်ကြီးစူးပြီးနာနေတဲ့အချိန်တော့သွားလုပ်လို့မရဘူးပို့ပြီးတော့မှဒဏ်ဖြစ်သွားတတ်တယ်အကယ်လို့မဟုတ်ဘူးသွားနိုင်လာနိုင်တယ်တခါတလေမှပဲအောက်နာကြိုက်တာမျိုးဆိုရင်လေ့ကျင့်ခန်းလေးကိုမနေ့တစ်ချိန်ညတစ်ချိန်လုပ်ပြီးလေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲမမေးပါနဲ့ကျမရဲ့အကောင့်ထဲဝင်လေ့လာပါနော်ကျမကိုယ်တိုင်လုပ်ပြပေးထားရှိပါတယ်နောက်တစ်ခုကကြတော့ကျမတို့အရေးကြီးတဲ့အခန်းကဏ္ဍပေါ့နော်စေဝါသုံးဆွဲမှုအပိုင်းဖြစ်ပါတယ်စေဝါသုံးဆွဲတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ဒါလက်လက်မိတလို့မျိုးတော့အသုံးပြုလို့ရတယ်တချို့ကတော့ကြတော့ဒီအနောက်တိုင်းနဲ့ပေါ့နော်တောက်စီထိုးစီတွေနဲ့ကုကြတယ်ဒါပေမဲ့တောက်စီထိုးစီကကြတော့ short term အတွက်ပဲကောင်းပါတယ်ရေရှည်အတွက်ကအဆင်မပြေဘူးပေါ့နော်ဒါလေးရှိမယ်နောက်တစ်ခုကကြတော့တိုင်းရင်းစေးပေါ့တိုင်းရင်းစေးအနေနဲ့ဆိုလို့ရှိရင်လည်းစိတ်ခန်းလေးပြချင်တဲ့လူတွေပြလို့ရတယ်သို့မဟုတ်ဆင်မလေးစီမှာလာပြီးတော့မှဆွေးနွေးချင်တဲ့ဆွေးနွေးတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဆင်မလေးကဒီရဲ့ကက်စီလင်းစီလေးရဲ့အာယုံကြောအားစီလေးရဲ့ကိုတွဲပေးပါတယ်ဒီဆေးလေးတွေကြောင့်မလို့ပေါ့နော်ဝေဒနာတက်တာသွားတဲ့လူနာတွေဆိုလို့ရှိရင်ရာနဲ့ထောင်နဲ့ချီမကရှိနေပါပြီကျမလေးရဲ့ဝေါ်ထဲမှာဝင်လေးလာလို့ရတယ်တချို့ဆိုလုံးဝအဲ့ရထဲကနေမထားနိုင်တဲ့လူတွေရှိတယ်တချို့ဆိုထမင်းစားလို့မနိုင်တဲ့ထမင်းထိုင်စားလို့မနိုင်တဲ့လူတွေရှိရပေါ့နော်အဲ့လိုအနေထားနေပြီးတော့မှတက်တာသွားတဲ့လူတွေအများကြီးရှိပါတယ်အဲ့တော့ကိုကဝေဒနာခံစားနေရတဲ့ကုသမှုတွေလည်းစုံနေပြီးမတက်တာနေဘူးဆိုလို့ရှိရင်တော့ကျမလေးတို့စီမှာလာရောက်ဆွေးနွေးလို့ရတယ်တချို့ကမေးကြတယ်ကျမစီကိုဆွေးနွေးမယ်ဆိုရင်ဆွေးနွေးခလေးတွေတည်တံ့ပေးရတာမျိုးရှိလားပေါ့နော်လုံးဝမရှိပါဘူးကျမလေးနဲ့ဆွေးနွေးမယ်ဆိုလုံးဝ free ဆွေးနွေးခွင့်ရပါမယ်ကျမလေးညွန်ပေးတဲ့စီးလေးတွေကိုပဲမှာယူသုံးဆွဲပြီးတော့မှနောက်ထပ်လိုအပ်တဲ့ guideline လေးတွေကိုပဲထပ်ဆင့်ယူရမှာဖြစ်ပါတယ်ကြာတင်ငွေလေးကကြတော့စေးမှာယူတဲ့ပမာဏပဲကြာတင်ပါမယ်ရှင် extra fees အနေနဲ့ကျမလေးနဲ့တည်တံ့ဆွေးနွေးခပေးစရာလုံးဝမလိုပါဘူးเนาะပြည်တွင်းပြည်ပအကုန်လုံးဆွေးနွေးလို့ရပါတယ်ပြည်ပသမားလေးဆိုလို့ရှိရင်ကျမတို့ငွေကြိုလွဲစနစ်လေးနဲ့တော့ဆေးရပို့ရတယ်ပြည်တွင်းဆိုရင်တော့ပစ္စည်းရငွေချေရပါတယ်ရှင်